တင်ရပွဲစည်းကြိုက်တဲ့သူတယောက်ဆိုရင်တော့ဒီနေရာလေးကိုတွားလေတင်ပါတယ်ဒီပွဲစည်းလေးကတော့ထိုင်းနိုင်ငံရဲ့အကြီးဆုံးပွဲဖျားပွဲစည်းတွေထဲကတစ်ခုဖြစ်ပြီးတော့နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ပွဲစည်းပဲဖြစ်ပါတယ်။သူ့ကိုတွားဖို့ဆိုရင်တော့ကျမတို့က BTS အစိမ်းနူရောင် line ပေါ့နော်။စုခွေ line ကနေပြီးတော့မှ KH ဘက်အချမ်းတီစီသွားပြီးတော့ Paknan လို့ခေါ်တဲ့ station မှာဆင်းရမှာပဲဖြစ်ပါတယ်။ Paknan ပွဲစည်းလို့သိကြတဲ့ Paknan Chedi Festival ဆိုရင်ထိုင်းနိုင်ငံရဲ့စမွတ်ပရာကန်ပြည်နယ်မှာတစ်နှစ်မှာတစ်ကြိမ်သာကျင်းပတဲ့ပွဲတော်ပဲဖြစ်ပြီးတော့သူကအစည်းအကားဆုံးလည်းဖြစ်ပါတယ်ရှင်။ Paknan Chedi စီဒီကို Phra Samut Chedi လို့လည်းခေါ်ပြီးတော့အရင်တုန်းကပေါ့နော် King Rama II ခေတ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့ King Rama III ခေတ်မှာပြီးစီးခဲ့တယ်လို့သိရပါတယ်။ဟိုရင်လက်မှတ်ဆက်သွယ်ရေးခီးမကောင်းခင်တော့သူတို့ကသင်္ဘောတွေနဲ့သွားကြတယ်ပေါ့နော်။ Paknan Chedi စီဒီကပင်လယ်ဝမှာတည်ရှိပြီးတဲ့ခါကျတော့စမုတ်ပရာကန်သူစမုတ်ပရာကန်သားတွေတက်ကတော့ထွတ်မြတ်ထားခြင်းအနေရလို့လည်းသိရပါတယ်ရှင်ပွဲတော်ကိုလာကြတဲ့လူတွေကလည်းเนาะဒီမှာအများကြီးပဲပွဲစည်းကြိုက်တဲ့ပွဲစည်းရှောက်ရတာကြိုက်တဲ့သူတွေကဒီ Paknan ပွဲစည်းကိုလာကြတာပဲဖြစ်ပါတယ် BTS မှာဆိုလို့ရှိရင်လည်းလူတွေကပြပန်းခက်မြပေါ့เนาะလုံးဝအပြည့်ပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင် Paknan ပွဲစည်းကိုတွားနေတဲ့လမ်းပဲဖြစ်ပါတယ် Paknan ပွဲစည်းကိုတွားဖို့တက်ဆိုလို့ရှိရင် BTS Paknan ရဲ့မှာဆင်းပြီးတော့ exit 4ဒါမှမဟုတ် exit 6ကနေပြီးတော့မှသွားရမှာပဲဖြစ်ပါတယ်အခုလိုဒီမှာမြားလေးနဲ့ပြထားတဲ့ဘက်ချမ်းပေါ့နော်ကျမတို့ဒီဘက် exit 4ကနေပြီးတဲ့ခါကျတော့ဆင်းသွားမှာပဲဖြစ်ပါတယ်ရှင်ကဲခုဆိုရင်တော့မီးတွေထိန်ထိန်လင်းနေတယ်เนาะမီးတိုင်ကြီးလင်းနိုင်နေနဲ့စီကားနေတဲ့ Paknan ပွဲစည်းရဲ့မြင်ကွင်းကိုအပေါ်ကနေမြင်နေရပါပြီရှင်Paknan ပွဲစည်းကိုရောက်ဖို့ BTS မစီးကျင်ဘူးဆိုလို့ရှိရင်လည်းဘတ်စကားလေးတွေစီးလို့ရပါတယ်ဘတ်စကားလေးတွေစီးပြီးတော့လည်းဒီ Paknan ပွဲစည်းကိုလာလို့ရပါတယ်ရှင်ဒီ Paknan ပွဲစည်းကိုကြည်တာနဲ့ဘာကိုသွားသတိရလဲဆိုတော့ရန်ကုန်မှာဆိုလို့ရှိရင်ရေချောပွဲစည်းเนาะလက်မတော်ပွဲစည်းအဲ့ဒါတွေကိုသွားပြီးတော့သတိရပါတယ်ပွဲစည်းအလွမ်းပြေအနေနဲ့လည်းဒီထိုင်းမှာရောက်နေတဲ့ရှင်မြန်မာတို့ကလည်း Paknan ပွဲစည်းကိုသွားလည်ပြီးတဲ့အခါကျတော့အလွမ်းပြေပေါ့နော်လွမ်းပြေသွားလည်လို့ရပါတယ်ရှင်ပွဲစည်းဆိုတော့ထုံးစံအတိုင်းပဲကြိတ်တူစီကားနေတဲ့ဟာကြဖြစ်တာကြောင့်တငယ်ချင်းတွေနဲ့သွားမယ်ဆိုလို့ရှိရင်လည်းလူစုမကွဲအောင်ကိုပါတကူပေါ့နော်တေချာလေးအချိတ်ဆက်နဲ့သွားတယ်မှာလေလူပွဲစည်းကတောက်လူရမ်းများတဲ့ခါကျတော့လူတွေလည်းတိုးကြတဲ့ခါကျတော့လေလူစုကွဲတာတွေပါဖြစ်မှာဆိုလို့ပါရှင်မိမိမှာပါတဲ့ပစ္စည်းလေးတွေဆိုလို့ရှိရင်လည်းတေချာလေးပေါ့နော်ထိမ့်သိမ့်ပြီးတဲ့ခါကျတော့မှသွားတယ်ပါတယ်ပွဲစည်းမှာဆိုလို့ရှိရင်အစားအစာတွေကတော့မျိုးစုံပဲပေါ့နော်ထိုင်းရိုးရာအစားအစာတွေရဲ့ပြီးတဲ့ခါကျတော့သူတို့ရဲ့ထိုင်းရိုးရာမုတ်အချိုတွေပေါ့နော်အဲ့ဒါတွေလည်းရွေးချယ်ပြီးစားလို့ရတယ်ပြီးတော့တရက်သီးဆိုလို့ရှိရင်လည်းအဲ့လိုအနှစ်တွေအမှုန့်တွေနဲ့စားရတာအရန်စားလို့ကောင်းတယ်အကင်တွေလည်းမျိုးစုံတွေရှိတယ်ပြီးတဲ့ခါကျတော့သူကဒီပေါ့နော်ကင်းမွန်ပေါ့နော်ကင်းမွန်ကင်းဆိုလို့ရှိရင်လည်းအရန်စားလို့ကောင်းပါတယ်တခုရှိတာပါလဲဆိုတော့မြို့တွင်းပေါ့နော်ဘန်ကောက်မြို့ထဲမှာရှိတဲ့နိုင်မားကတ်တွေပါထက်စားလို့ရှိရင်ဒီပွဲစည်းမှာကဈေးတက်တာပါတယ်ဈေးချိုပါတယ်အဲ့ဒါခါကျတော့လာရကျိုးလက်နဲ့တည်းပျော်လဲပျော်ရမယ်ပေါ့နော်အစားအသောက်တွေကိုလည်းဈေးတန်တန်နဲ့စားလို့ရမယ်အဲ့လိုမျိုးလေးတော့ရှိပါတယ်ရှင်ကဲခုဆိုရင်ကောင်းငင်းကြည်တောက်တွေเนาะပြီးတဲ့ခါကျတော့ငုံကြော်တွေကိုတွေ့ပြီဆိုတာနဲ့မြန်မာပွဲစည်းကိုတတိရသွားတယ်ဆိုတာတော့မငင်းပါနဲ့เนาะ။ဘာကြောင့်လဲဆိုတော့ခါကျတော့ဒီကောင်းငင်းကြည်တောက်တွေစားလိုက်တာနဲ့ငုံကြော်လေးတွေစားလိုက်တာနဲ့မြန်မာပွဲစည်းကိုတန်းပြီးတော့တတိရသွားတာမို့ပါရှင်။
ကဲဒါကတော့အပေါ်ကနေမြင်ရတဲ့မြင်ကွင်းလေးပါမီးရောင်စုံနဲ့မီးတွေကလည်းလင်းထိန်ပြီးတဲ့ခါကျတော့အလားဆင်ထားတာလေးတွေကလည်းအရန်လှပါတယ်လင်းချင်းနေရပဲပေါ့နော်ပွဲစီပြီးတာပါတယ်ဒီအလင်းနိုင်တွေကတော့ဒီကြောက်ဖြားမြစ်ဘက်အချမ်းကပေါ့နော်အလားဆင်ထားတဲ့မီးရောင်စုံလေးတွေပဲဖြစ်ပါတယ်ဟိုဘက်ချမ်းမှာကျတော့ကြောက်ဖြားမြစ်ရှိတယ်ပေါ့နော်ကြောက်ဖြားမြစ်ရဲ့မှာဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းမြစ်ကိုနောက်ခံထားပြီးတဲ့ခါကျတော့လေဓပုံလေးတွေရိုက်နေလှပါတယ်ဟိုမှာဆိုလို့ရှိရင်လည်းဖျားရှိတယ်ပေါ့နော်ဖျားစီလေးကလည်းမီးလေးရောင်စုံနဲ့ရန်ကိုတက်ပေးပါတယ်မီးရောင်စုံလေးရဲ့အလင်းအားနဲ့ဟိုညဘက်အချိန်ကဖြစ်ပေမဲ့လည်း lighting ထိုးစလိုဖြစ်ပြီးတဲ့ခါကျတော့ပုံရိုက်လို့ရှင်လည်းအရန်ကိုလှပါတယ်ပြီးတော့မြစ်ရဲ့ပေါ့နော်တိုက်ခတ်လာတဲ့လီအေးလေးတွေနဲ့လည်းလူကနေလို့လည်းအရင်အဆင်ပြေတယ်ပြီးတဲ့ခါကျပွဲစည်းကြောင့်လူတိုးရတာပင်ပန်းတာတွေကလည်းပြီးလို့ရှိရင်မြေကမ်းဘက်နားလေးကိုသွားပြီးတော့လေးခန့်လိုက်တာနဲ့လန်ဆန်သွားပါလိမ့်မယ်ရှင်ကျမတို့ပေါင်းကူးတရားဘက်ကနေအစဉ်ကားလမ်းဘက်နဲ့နီးတဲ့ဘက်ချမ်းမှာတော့အစားတောက်တွေအစားတောက်ဆိုင်တွေပူပြီးတော့များပြီးတော့ဒီဘက်ပေါ့နော်ကြောက်ဖြားမြစ်ဘက်နဲ့နီးဘက်ချမ်းမှာတော့အယုတ်တွေပြစ်တာတွေပြီးတဲ့ခါကျတော့နော် stage show တွေတေးသရုပ်ဖော်တွေနော်အဲ့ဒါတွေအကုန်လုံးနဲ့ပြီးတော့ပင်လယ်ဓမြပေါ့နော်ကျမတို့ကဒီပွဲစည်းဆိုတာနဲ့ပင်လယ်ဓမြတို့ပြီးတဲ့ခါကျတော့ချားရဟက်တို့ပေါ့နော်အဲ့ဒါတွေကတော့တကယ်ကိုအတိကပွဲစည်းရဲ့ပြရုပ်တွေပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့အကယ်၍များရဟတ်စီးကျင်နေဆိုလို့ကတော့တန်းပြီးတော့ဒါဒီဘက်ချမ်းဝင်လာပြီးတော့ရဟတ်စီးလို့ရပါတယ်ရှင်ဒီဘက်ကနန်ပွဲစည်းကိုလာလည်မယ်ဆိုလို့ရှိရင်ကတော့သူကညနေပေါ့နော်ညနေ9:00 6:00လောက်ဆိုလို့ရှိရင်လာလည်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကပိတ်ရက်တွေထက်ပေါ့နော်ပိတ်ရက်တွေထက်ဆိုလို့ရှိရင်ဂျားရက်တွေမှာလာလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေအရန်များပြီးကြိတ်တိုးတဲ့ခါကျတော့ပျော်ရွှင်နဲ့ပွဲစည်းတိုးတယ်ပေါ့နော်ပျော်ရွှင်တဲ့ရတာကိုတခြားမခံစားလိုက်ရပဲနေမှာဆိုလို့ပါရှင်။ဘက်နန်ပွဲစည်းကိုဘာလို့လာလဲသင်လဲဆိုလို့ရှိရင်တော့ပွဲစည်းကြိုက်တဲ့သူတွေကတော့ဘက်နန်ပွဲစည်းကိုလာလဲသင်ပါတယ်။ဘာကြောင့်လဲဆိုတဲ့ခါကျတော့စိတ်ပင်ပန်းမှုတွေလည်းပြပြောင်းမယ်ပြီးတော့အစားအသောက်အသစ်ဆန်းတွေကိုမစားဘူးတဲ့အစားအသောက်သစ်ဆန်းတွေဆိုလို့ရှိရင်လည်းစားရမယ်။ထိုင်းရိုးရာစားတွေကုန်လည်းမီးဆန်းလို့ရမယ်။သူတို့ရဲ့ယဉ်ကျေးမှုတေးသရုပ်ဖော်တွေရှိတဲ့အတွက်လည်းစိတ်ဝင်စားရင်ကြည့်လို့ရမယ်။ပြီးတော့အမောပန်းဖြည့်စရာတေးဂီတာတွေလည်းရှိတဲ့အတွက်နားထောင်လို့လည်းရမယ်။အကယ်၍ပွဲစည်းတိုးပြီးသွားပြီဆိုလို့ရှိရင်ပင်ပန်းသွားပြီဆိုရင်လည်းမြေကန်နဘီလီမှာအေးစီလေးထိုင်ပြီးတော့အစားအသောက်တွေစားရင်စကားပြောပြီးခြေလို့လည်းရပါတယ်။ဒါကြောင့်မလို့လာလေတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ကဲပွဲစည်းချစ်သူတို့ရေရဟတ်စီးကျင်နေဆိုရင်တော့ဘက်နန်ပွဲစည်းကိုလာတင်ပါတယ်ပြီးတော့ဘန်ကောက်မြို့ထဲမှာအစားတောက်တွေဈေးကြီးတာမို့လို့ဘက်နန်ပွဲစည်းဟာဈေးလေးတွေတက်တာဖြစ်တဲ့အတွက်လာတင်ပါတယ်တင်ဟာပွဲစည်းချစ်သူဆိုလို့ရှိရင်တော့ဘက်နန်ပွဲကိုလက်လွတ်မခံဘူးပြောချင်ပါတယ်ရှင်ပွဲစည်းကလည်း12ရက်တိတိကျင်းပမှာဖြစ်တာမို့လို့အားတဲ့ချိန်လေးတွေမှာတွားရောက်လေပတ်ပါလို့တိုက်တွန်းလိုပါတယ်ရှင်ကဲဘက်နန်ပွဲစည်းလေးအကြောင်းကိုအခုတူစီမျောပြီးပြီဖြစ်တာမို့လို့နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြမယ်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဘယ်လိုဗီဒီယိုလေးတွေပြပြပေးလဲဆိုတာသိဖို့အတွက်ဒီ page လေးကိုလည်း like follow and subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင် bye bye